ပြီးတဲ့မိထားတယ်ဟာဒါကဆက်ထားတယ်နော်ဘုရားကတော့တဲစီးတယ်ဒီမှာတဲစီးတယ်တဲစီးတဲ့ကံပေါ့နော်ဒီမှာတဲစီးပြီးတော့မှဒီဘက်ကိုဒီပြန်စစ်ပြီးတော့မှဒီကိုဆက်ပြီးတော့ဆက်ဒါတော့ကြောက်ခေါ်တယ်တော်ပြီးသွားလို့ရှိရင်တဲတဲ့ကိုတိုက်ရိုက်ထည့်တယ်ထည့်ပြီးသွားရင်ဒီလမ်းကြောင်းတိုင်းကိုကြည့်လာပြီးတော့မှဒီရထားတန်နဲ့တွတ်တဲ့ line ကိုဆိုတာဒါဒီလိုဒီ line ကို